တောင်ကိုကျော်ဖြဲသွားလိတော့ငဲ့ငဲ့ရဲ့ဘယ်စီကိုရည်ရွယ်ပြန်တန်းနေတယ်လေပြောွယ်မင်းသွားတဲ့နောက်ဒီငွေတောင်ဓမ္မတို့များလေမင်းရဲ့အကြောင်းမချရပြောစရာတွေဆုံးအောင်တို့ရှမ်းတောင်တန်လေးပေါ်မှာခင်တွေစရာဆိုလေတို့ယူရအမျိုးရှိရမယ်ဘယ်တွေ့ကြောင့်မို့ဒီမျိုးကိုဆုံးသွားလို့သွားလေပြန်လာပါမြတ်ကလေးရဲ့ပြန်လာခွေဒီငွေတောင်တန်းဝဲမင်းထားခဲ့တဲ့ပေါ်တွေလက်အငဲ့လှရောပြန်လာပါချမ်းတောင်တန်းစီကိုကွယ်ဒီအချိန်ဆိုရင်လေတို့ဦးစီချမ်းမောင်းတန်းနဲ့မောင်းမဲ့သူဆုံးတွေတို့ယူရရှမ်းအကားနဲ့လွယ်ရှမ်းတီးတဲ့ချင်းများဆိုကလေးမင်းကိုမျောနေမယ်ပြန်လာပါမြတ်ကလေးရဲ့ပြန်